မင်္ဂလာပါရှင်ဒီနေ့မှာတော့လေးလစာအတွက်အလောက်ကန်နဲ့အချီးကတ်တမချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အလောက်ကန်အချီးကန်ကဧပြီလပြီးတဲ့နောက်မှာမေဇွန်ဇူလိုင်ဩဂတ်လေးလအတွင်းမှာဘယ်လိုမျိုးအခြေအနေရှိလဲကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အခုအရင်ဆုံးအလောက်ကန်အကြောင်းကိုကြည့်လိုက်ကြရအောင်ကျမရဲ့ follower လေးတွေအားလုံးเนาะ TikTok YouTube Facebook ဘယ်ကပဲကြည့်နေကြည့်တဲ့သူတွေအားလုံးရဲ့ collective reading ဖြစ်ပါတယ်တယောက်ချင်းစီရဲ့ energy ကိုဆွဲထားတာတော့မဟုတ်ပါဘူးဒီမှာ repeat မယူเนาะငါလေးပြန်ပြီးပြင်လိုက်ပါအောင်လေအဲ့တော့ဒီမှာလေအရင်ဆုံးတွေ့ရတာကကျမတို့လေးလအတွင်းပေါ့เนาะခုလေးလပိုင်းမြန်မာနှစ်တကူလည်းပြီးသွားပြီเนาะလာပြီနေလေမြန်မာကစုံလာပြီနေလေပြီးသွားပြီတဲ့နောက်မှာเนาะကဲကျမအပြောင်းလဲတွေရှိပါတယ်ကဲကျမအပြောင်းလဲတွေကဒီလေးလအတွင်းမှာဘာတွေဖြစ်လာမလဲဆိုတော့ကံကောင်းခြင်းနေလာမယ်เนาะကံကောင်းခြင်းတွေရောက်ရှိလာမယ်တချို့ဒီအလုံးနဲ့ပတ်သက်လို့အလောက်ကိုင်းငွေကြီးနဲ့ပတ်သက်လို့စိတ်နှခွာဖြစ်နေရတွေရွေးချယ်စရာတွေရှိနေတယ်လို့မြင်နေအဲ့ဒီရွေးချယ်စရာတွေကနေပြီးတော့ရွေးချယ်နိုင်သွားလိမ့်မယ်เนาะကိုဒီရွေးချယ်စရာရှိတာကိုဒါဒီလိုမျိုးဟောကြားချက်ကိုဟောကြားဖို့တယ်အရှိဗီဒီယိုတွေမှာပေါ့เนาะကိုဒီရွေးချယ်စရာရှိနေတာတွေကိုရွေးချယ်တဲ့အခါမှာပို့ပြီးတော့အစွမ်းစားရမယ်လမ်းကြောင်းကိုလိုက်မိလိမ့်မယ်ဆိုလို့ကျွန်တော်ဒီရွေးချက်စရာဒီတချို့ဒီအလုပ်တင်တဲ့အလုပ်အဟောင်းဘယ်ဟာကိုရွေးရမလဲလို့စဉ်းစားရခက်နေတဲ့အချိန်ကြီးဒီလေးလအတွင်းမှာရှိလိမ့်မယ်နောက်ဆုံးမှာဘာကိုရွေးချက်ဖြစ်သွားမလဲဆိုတော့ new beginning ဆိုတဲ့အလုပ်တစ်ကိုရွေးချက်ဖြစ်သွားလိမ့်မယ်เนาะအလုပ်တစ်ကိုရွေးချက်လိုက်မယ်အဲ့ဒီအလုပ်တစ်ကအလုပ်တစ်ဆိုတဲ့အတိုင်းပဲ energy အသစ်တင်နဲ့စတင်ရမှာဖြစ်လို့ကို့အတွက်တော့နည်းနည်းလေးတော့အရာအသစ်ကပြန်စရမယ်ဆိုတော့ခရင်မှုလေးတွေစိန်ခေါ်မှုလေးတွေတော့ရှိလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဒီကြောဖြတ်သွားနိုင်မယ်လို့မြင်နေကို့အတွက်ဒီမှာအနားမှာပေါ့နော်သစ္စာရှိတဲ့လူတွေကုညီမဲ့လူတွေကကြိုတင်ပြီးတော့စောင့်နေပါတယ်เนาะရှိပါတယ်အဲ့တော့ရေရဲဝန်းသားပဲဆုံးဖြတ်ချက်တွေကိုချပါကိုဒီအခုအလောက်အဟောင်းကိုမပြောဘူးဆိုရင်ဒီလေးလအတွင်းမှာအလောက်အဟောင်းကိုစွန့်ပစ်ပြီးတော့ကိုလုံးဝကိုခြေစုံဘောနော်ခြေစုံရက်မိနေတဲ့အရာတွေကိုထားခဲ့တော့မှဒီလေးလအတွင်းမှာလေပြောချင်တာဒီအဲ့ဒီဟာဒီတချို့လူတွေရင်ဆိုင်ကြောဖြတ်နေရတာလေနှမျောတာလည်းမပြောနဲ့တချို့လူတွေရင်ဆိုင်ကြောဖြတ်နေရတာကဒီအလုပ်ဒီ project ဒီအရာပေါ့နော်အခုလက်ရှိနေတဲ့အရာတွေကရင်းနှီးမြှုပ်နှံထားတာလည်းများတယ်တန်ရောစင်တစ်ခုလည်းရှိနေပြီအလုပ်ရဲ့တန်ရောစင်အတိုင်းဝိုင်းရဲ့တန်ရောစင်ငွေကြေးရင်းနှီးမြှုပ်နှံအရာပေါ့နော်အဲ့ဒီဟာတွေကိုကိုဒီထားခဲ့ပြီးတော့အစ်စ်ကူရတော့မယ်ဆိုတော့နည်းနည်းလေးတော့တမျိုးဖြစ်တာပေါ့နော်energy ကဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီဟာတွေကိုနာကျင်စွာနဲ့လှည့်မကြည့်တော့ပဲထားခဲ့ပြီးတော့အစ်စ်ကိုကူးမယ်လို့မြင်ရတယ်နောက်တစ်ခုရှိတာကအဲ့ဒီအချိန်ကြားလေးထဲမှာပေါ့နော်အဟောင်းကနေအစ်စ်ဒါမှမဟုတ်ချေကောင်းတာအနေမကောင်းတာကိုကူးဖို့ကြားထဲမှာတော့ဘာလေးတွေရှိနိုင်လဲဆိုတော့ healing ယူရမယ့်အချိန်လေးတော့ရှိမယ် healing ဆိုတာကိုဒီအဲ့အဟာကိုအင်မတန်ကိုအတွက်မကောင်းလို့အနှောက်အယှက်ဖြစ်လွန်အားကြီးလို့စိတ်ပင်ပန်းလွန်အားကြီးလို့ထားခဲ့ရမှာကိုဒီမထားခဲ့ခြင်းပေါ့နော်အဲ့တော့အဲ့ဒီဟာကိုပြန်စဉ်းစားမယ်ငါဒီလိုမျိုးစူးစမ်းခဲ့လိုက်တာ ਨੇ ဘာဖြစ်လို့ငါအတွက်ဒီလိုမျိုးအစီအမပြေမှုတွေဖြစ်ခဲ့တာလဲငါအစ်စ်ပေါ့နော်အစ်စ်ရှောက်မဲ့လမ်းမှာဒီလိုမျိုးဖြစ်အောင်ငါအတွက်ဘာတွေကပြင်ဆင်သင့်လဲငါဘယ်လိုမျိုးနေတိုင်းပြုတ်မှုသင့်လဲဆိုတော့တယောက်တည်းအချိန်ယူပြီးစဉ်းစားမဲ့အရာတွေရှိတယ်စဉ်းစားမဲ့အချိန်တကူရှိတယ်ဒီလေးလအတွင်းမှာ9လပိုင်းကနေစပြီးတော့ပေါ့နော်ဆိုတော့အဲ့ဒါပြီးတဲ့အခါမှာ healing time ပြီးတဲ့အခါမှာတော့အစ်စ်ကိုစတင်လိုက်တဲ့အခါမှာရရအဆင်ပြေလာလိမ့်မယ်ဘယ်လောက်တောင်အဆင်ပြေမလဲဆိုရင်เนาะကံကောင်းခြင်းတွေကလည်းကိုယ့်အတွက်ရောက်လာပြီးတော့အရင်ဆုံးတော့သဆန်းကတ်ကြတော့အဲ့ဒီ energy တွေကိုအရှိမဖြစ်ပေါ်ပြီးတဲ့လူဆိုရင်တော့ပျော်လို့ရပြီဒီ9လပိုင်းရစပြီးတော့အလုပ်တစ်ကိုကူးပြောင်းပြီးတော့ရရအဆင်ပြေသွားလိမ့်မယ်လို့မြင်နေအခုဆရာမဟောတဲ့မကောင်းတဲ့ energy တွေပေါ့နော်နည်းနည်းလေး energy ကျနေတဲ့အရာတွေကိုမရင်ဆိုင်ရသေးဘူးဆိုရင်တော့အဲ့ဒီအားလေးတို့စူးစမ်းပြီးကြော်ဖြတ်လိုက်ပါအောင်ပြီးရင်တော့ကံကောင်းခြင်းတွေကကိုယ့်အတွက်စောင့်နေပါပြီเนาะစောင့်နေပါပြီတခုရှိတာကတော့ကိုဒီအတိတ်မှာဘာတွေဖြစ်ခဲ့လဲကိုဒီဘာလို့တွေကြော်ဖြတ်ရမလဲဆိုတာကိုစဉ်းစားပြီးတော့အဲ့ဒီအတွေ့အကြုံတွေကိုအတွေ့အကြုံခေါင်းအောင်ဖြစ်ပြောင်းလဲပြီးတော့နောက်ထပ်ခြေလန်းတဲ့တိုင်းမှာစူးစမ်းပါအသုံးချပါလို့စကားပြပါခြင်းတယ်ပေါ့နော်ဒီမှာထူးထူးခြားရှိနေတာကတော့ဆွမ်းနာတွေကတဖူးခတ်တဲ့ခံစားမိတာကကိုယ့်အတွက်သစ္စာရှိတဲ့လူတွေကိုအကူညီမဲ့လူတွေကလည်းစောင့်ကြိုနေပါတယ်အဲ့တော့သူတစ်ပါးရဲ့အကူညီကိုယူဖို့ထိုက်တန်နေတဲ့အချိန်ယူရမယ်အချိန်မှာယူပါဆိုလိုချင်တာဒီတယောက်တည်းတချို့အချိန်တွေမှာဖြတ်ကျော်လို့ရပါမယ်လေတချို့အချိန်တွေမှာအကူညီမဆကောင်းဆိုတာလိုကိုလိုပါတယ်နော်ဒီနေရာမှာမြင်အပ်မမြင်ရဲ့ပုံကိုယ်တွေကိုလည်းလုပ်ပြပါပေါ့နော်
ကိုမှလည်းအဆောင်ရှောက်ရှိကလေးတွေရှိရလို့ဒီမှာရုပ်တရက်ဟောနေနဲ့ခံစားမိတယ်အဲ့တော့မြင်ရမမြင်ပုံကိုယ်တို့လည်းကိုပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှဝေပေးပါဘာဖြစ်လို့လဲဆိုတော့လောကမှာပေါ့နော်ဒါရယုံတဲ့လူရှိမယ်မယုံတဲ့လူရှိမယ်ဒါပေမဲ့ကိုယ်အနာမှာအဆောင်ရှောက်တွေလည်းရှိနေတယ်ကိုကောင်းမွန်တဲ့အရာတွေကိုတွန်းပို့ပြီးတော့မကောင်းတဲ့အရာတွေကနေထွက်ခွာနိုင်အောင်လဲသူတို့ကူညီပေးနေတယ်မကောင်းတဲ့အရာတွေကနော်ဒီတက်ပို့ပြီးမကြတော့လာအောင်လဲသူတို့မှာကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ခံစားရတယ်အဲ့ဒီအပြင်ကိုမိတ်ဆွေအပေါင်းအသင်းတကယ်ကူညီမဲ့လူတွေလည်းအဲ့ဒီအလုပ်တင်နေရာတင်မှာရှိပါတယ်လို့နော်လက်တက်လောအခြေအနေတွေမှာလည်းကိုအတွက်ကောင်းမွန်တဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ကူညီမဲ့လူတွေရှိတယ်တချို့လူတွေလေကိုလက်ရှိအခြေအနေဒါမှမဟုတ်ရှင်ဒီ၄လပိုင်းပေါ့နော်ရှေ့ပိုင်းလာနေမှာပေါ့ဥမာခု၄လပိုင်းအတွင်းမှာပဲဖြစ်ဖြစ်ရန်အလုပ်ပိုင်းမှာအဆင်မပြေလူတွေရှိလိမ့်မယ်ဘယ်တော့တောင်အဆင်မပြေလဲဆိုတော့ငွေကြီးအလုပ်အဆင်မပြေငွေလဲအဆင်မပြေဘူးလေနော်ငွေကြီးပါအဆင်မပြေဖြစ်ပြီး၆ထက်ကြသလိုခံစားနေရတဲ့အချိန်ကြီးရှိလိမ့်မယ်ငါဘာလို့လောမှမသိဘူးငါအတွက်မှောင်လိုက်တာနော်မောင်လောကကြီးတဲ့ကြာစင်းနေတယ်လို့ပဲနော်ငါအတွက်၆ထက်ကြာကနေကိုဘသူကဲမဲ့ကောက်ရိုးတမြင်နေပေါ်လာပါလိမ့်မယ်လို့နော်ဘသူကကဲမလဲလို့စဉ်းစားနေရင်ဘသူကလဲတော့မသိပေမဲ့ကိုယ့်အတွက်ကောင်းတဲ့လူတွေရုပ်တရက်တကယ်တော့တချို့လူတွေကတကယ်မသိတဲ့လူတွေကကိုညီတာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုးအခြေအနေလေးတွေရှိလို့နော်ဖြစ်ပျက်ခဲ့သမျှအရာတွေကိုဖြစ်ပြီးပြက်ပြီးသွားပြီဆိုရင်ဖြစ်ချိန်တန်လို့ပြက်ချိန်တန်လို့အဲ့ဒီဟာတွေကိုပူဆွေးတမနေပဲနဲ့ဘာချောင်ဖြစ်တာလေငါဘလို့ဆက်ပြီးတော့ရှောက်လှမ်းရမလဲဆိုတဲ့နာကျင်တဲ့အတိတ်တွေကနေပြီးတော့ကောင်းမွန်တဲ့အနာဂတ်ကိုရောက်ဖို့သင်ခန်းစာယူပါလို့ပြောချင်ပါတယ်ရှင်เนาะပြီးရင်ကံကောင်းခြင်းတွေလာပြီလေเนาะအဲ့ဒီအစင်လေးကြော်ပြီးရင်ကံကောင်းခြင်းတွေလာပြီအဲ့ဒီအစင်တွေကိုကြော်ဖြတ်ပြီးသွားပြီဆိုရင်เนาะကြော်ဖြတ်ပြီးတဲ့သူတွေက9လပိုင်းအစမှာတည်းကအခုမြန်မာလိုဆိုရင်ကဆုံလာပြီနေကြော်ပြီးတဲ့ကံကောင်းခြင်းတွေလာပြီလို့မှတ်ယူပြပါရှင်အဲ့ဒါဆိုရင်တက်တာဆိုတာအလုတ်အကြောင်းနားထောင်နေလို့တက်တာနောက်ပိုင်းမှာအချီအကြောင်းကြည့်အောင်အချီအတွက်ကံကြမ္မာကို၄လအတွင်းဖတ်ကြားလိုက်တဲ့အခါမှာတော့ဒီ9လပိုင်း6လပိုင်း9လပိုင်း10လပိုင်းမှာအချီနဲ့ပတ်သက်ပြီးတော့ဟိုကလေလက်ရှိအခြေအနေအရင်ပြောကြည့်နေတယ်နော်လက်ရှိအခြေအနေကဘာတွေဖြစ်နေလဲဆိုတော့ဒီကျမရဲ့ဘူးကြီးကိုနားထောင်နေသူတွေထဲမှာအချီရောအလောက်ကန်ရောမှာလေဝေဝါးနေတဲ့ energy တွေလမ်းဆောင်လမ်းကွာရောက်နေတာနှစ်ခုကိုရှင်ပြီးစဉ်းစားနေရတာမျိုးတွေတွေ့ရနော်အချီအလောက်ကန်မှာအလုပ်ဖက်လိုက်လို့အချီမှာအစဉ်ပြင်မလားကြည့်လိုက်တော့လေအချီမှာလေတချို့သူတွေလေကိုတီထောင်ချင်တာကနော်ဒီမှာပြမယ်နော်ကိုတီထောင်ချင်တာကဒီလိုလေးမကြည့်တတမီမီလေးတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုတီထောင်ချင်တာတွေ့လားဒီလိုလေးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုတီထောင်ချင်တာဒါပေမဲ့အဲ့ဒီပျော်ရွှင်စရာကောင်းတဲ့မိသားစုကိုတီထောင်ချင်ပင်ပဲလက်ရှိဖြစ်နေတာကဒီလိုအနေထားကြီးဒါဘာကိုပြလဲဆိုတော့ဒီလိုပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုရောက်ဖို့နော်ကိုဒီတခုခုကိုနာကျင်နဲ့ခံစားနေရတယ်နော်ကိုဒီလိုပျော်ရွှင်တဲ့မိသားစုဘဝကိုဘယ်သူနဲ့ဆိုရင်ပျော်ရမလဲဆိုတာကိုသိတယ်ဒီမှာကြည့်ရနော်ဒီကတ်3ကတ်ကိုကျွန်မအရင်ဆုံးကြာလာတဲ့ကတ်3ကတ်ကိုပဲအရင်ဆုံးပြောအရင်ဆုံး energy နမိတ်ဖတ်ရရင်လေဒီအရင်ဆုံးကြာလာတဲ့ကတ်3ကတ်ကိုနော်ဒီမှာဒီရလူတွေလည်းမြင်လိမ့်မယ်အဲ့ဒီအရင်ဆုံးကြာလာတဲ့ကတ်3ကတ်အရာကဘာတွေလဲဆိုတော့လေတခါကျရင်တားတော့လေးရလေတကက်တဲ့ဖက်လို့များပဲချိတ်ဆက်ပြီးဖတ်တဲ့အခါမှာပို့ပေါ်လာတယ်နော်ဒီမှာလေးကြာလာတဲ့ကတ်တွေရလေပြောရရင်လေတကယ်လေကိုတိုင်းတော့၎င်းကိုရဲ့တစ်ဖက်သူတော့၎င်းကဒီလိုတာရတဲ့မိသားစုဘဝကိုတီထောင်ခြင်းတာဒါပေမဲ့တစ်ဖက်မှာကြတော့လေနော်လူက2ယောက်ရှိနေတယ်တယောက်နဲ့ကြတော့အဲ့ဒီတာရတဲ့မိသားစုဘဝကိုတီထောင်နေမယ်ဆိုပြီးယုံကြည်တယ်အနာဂတ်ကလည်းတည်းမှာကြည့်လိုက်နော်ကိုလက်ထက်ကကဘာလုံးပဲကိုအဲ့ဒီကဘာလုံးတွေကိုသာပိုင်နိုင်စုပ်ကန်ထားနိုင်ပြီဆိုရင်ဟိုးဖြောင်းပြတဲ့အနာဂတ်ကအရန်မှကောင်းတယ်နော်ဒါပေမဲ့အဲ့ဒါလက်ရှိ energy မဟုတ်ဘူးလက်ရှိ energy ကဒါကြီးအဲ့ဒါကို energy ဟုတ်ရောမဟုတ်ရင်ကိုယ့်ရဲ့တစ်ဖက်သူ energy ပဲနော်ကြိုက်ထားကိုယူဘာဖြစ်လို့လဲဆိုတော့ energy ကတော့ switch ဖြစ်နိုင်တယ်ဒီမှာကြည့်ရတာလေကိုရီးယားအခြေခီးမှာဒီဗီဒီယိုနားထောင်မဲ့သူတွေအခြေခီးမှာအဲ့လိုအနေထားမျိုးတစ်ဖက်ကတော့ရင်ဆိုင်နေရတယ်ဆိုလိုချင်တာဒီ3ဘွဲ့ဆိုင်အခြေတွေရှိနေ3ဘွဲ့ဆိုင်မှာလက်ရှိကိုယ်စိတ်ထဲမှာပျော်ရမယ်ဆိုတဲ့လူကတရားတကယ်တမ်းလက်ရှိမှာရှိနေတဲ့လူကမပျော်ရအောင်နော်အဲ့လိုမျိုးက energy ကကိုယ့်ဘက်ကမဟုတ်ရင်လည်းသူ့ဘက်ကပေါ့နော်အဲ့လိုအနေထားမျိုးတွေရှိနေတော့အဲ့ဒီအနေဘာဆက်ဖြစ်လာမလဲဆရာမကြီးဆိုရင်တော့နော်ရွေးချယ်ရခဲ့တဲ့အနေထားတွေရှိမယ်နော်ဆုံးဖြတ်ချက်တွေချဖို့ဒီလက်ရှိအခြေအနေတွေအဲ့ဒါတွေဖြစ်နေပြီနော်ဒါပေမဲ့9လပိုင်းမှာ9လပိုင်းအလယ်လောက်မှာတချို့က9လပိုင်းအစမှာတချို့က9လပိုင်းအလယ်လောက်မှာဒီမှာဆရာမခန်းစားရတာတော့နော်9လပိုင်းအလယ်လောက်မှာတချို့ကကိုဒီမှာနော်2ယောက်တည်းက1ယောက်ကပျော်ရွှင်ရမယ်လို့ပြောတော့အဲ့ဒီပျော်ရွှင်ရမယ်လူစီကိုတော့
၎င်းကိုယ့်ရဲ့တစ်ဖက်သူစီတာတစ်ဖက်သူကတော့၎င်းကန်လန့်တော့မှာနော်သွားတော့မှာတော်ပြီငါမှဒီလိုမျိုးရွေးချယ်စရာတွေအများကြီးမှကျရွေးချယ်စရာကြီးကလေအဲ့ဒီလူအပြင်အလောက်ကငွေကြီးတွေလည်းအများကြီးနော်ဆိုလိုချင်တာဒီပြောချင်တာကအဲ့ဒီအချီးကိုဦးစားအချီးမှာဒီလိုမျိုးရွေးချယ်စရာရှိနေတဲ့အပြင်ခေါင်းထဲမှာအုံနောက်ထဲမှာရောပြုံနေတဲ့တခြားစီးပွားရေးလူမှုရေးငွေကြီးတွေကတစ်ဖက်အချီးအိမ်တော်ကြီးကလည်းအဆင်မပြေငွေကြီးတွေကလည်းရှုပ်ချက်တစ်ခတ်အဲ့ဒီဂျားထဲမှာကိုယ့်အတွက်ပျော်ရွှင်ရမယ့်ဟာကိုပဲကိုယ်တိုင်ရွေးချယ်ပြီးတော့ခြေလန်းချလိမ့်မယ်နော်ဒါကတစ်ဖက်သူရဲ့ energy ဆိုရင်လည်းတစ်ဖက်သူမှာအဲ့လိုအနေအထားတွေရှိနေလေကိုယ့်ရဲ့ရည်ရွယ်ထားတဲ့တစ်ဖက်သူကကိုယ့်စီကိုပျော်ရမယ်ကိုသူနဲ့ကိုနဲ့သာဆိုရင်တော့သူတချင်းအောင်ဆိုကြလာပြီသူနဲ့သာဆိုရင်ဆိုတဲ့တချင်းလေးတော့အဲ့ဒီအတိုင်းပဲသူနဲ့သာဆိုရင်တစ်ဖက်သူကတွေးပါသူနဲ့သာဆိုရင်နော်ပြောရမယ်ဆိုတာတေးကြတော့ကိုယ့်စီကိုတဖြည်းဖြည်းနော်တဖြည်းဖြည်းဆိုတာတော့မှမြန်နေတော့9လပိုင်းအလဲလောက်တည်းထုံးဆိုင်ပြီးပြေးလာမှာအဲ့ဒီ energy ကိုတွေးပါတယ်เนาะအဲ့ဒီ energy ကိုတွေးတယ်ဘယ်တော့ပဲသူကောင်းထဲမှာရောပြုံနေတဲ့စဉ်းစားချက်တွေပေးထားချက်တွေအဆင်မပြေမှုတွေပဲရှိ9လပိုင်းအလဲလောက်ကနေစပြီးတော့တော်တော်လေးအဆင်ပြေလာပြီးကိုယ့်ရှိကိုရောက်လာပါလိမ့်မယ်နော်ကြအဲ့ဒီဟာလေနော်9 6ခွန်8 4လအတွင်းမှာအဲ့လိုမျိုးဆုံးဖြတ်ချက်တွေချပြီးတဲ့နောက်မှာတဲ့နော်မကျန်းနှစ်ယောက်သားဟာလေကျဉ်တ်ပြီးပျော်ရွှင်နေရတွေ့လားဒီမှာလေဒါလေးလေနော် nine of cup ရဲ့ energy ကလုံးဝ perfect ဆိုတဲ့ပြည့်စုံတဲ့ဘဝကိုရောက်ဖို့တစ်ပဲလို့တော့တစ်နော်တစ်ဆိုတာအဲ့ဟိုလေကိုကွာခနန်းနေမှာဆိုရင်တစ်ကနေကိုအထိရောက်ဖို့အောင်တော်တော်စူးစမ်းခဲ့ရတာလူဘဝဆိုရင်စဉ်းစားကြည့်လေဒီအနေထားဒီလောက်အထိရောက်ဖို့ဘယ်လောက်ခင်းရင်းခဲ့လဲဆိုတော့ကိုတိုင်းပဲအသီးဆုံးပဲဒီလားကိုတိုင်းအသီးဆုံးအဲ့ဒီအနေထားရောက်ဒီကိုဖြတ်ကျော်ပြီးတော့လေဒီလိုမျိုးကျင့်နဲ့ရလောက်တဲ့အနေထားရောက်အောင်ဘယ်လောက်စူးစမ်းခဲ့ရလဲဆိုတာဒီဗီဒီယိုထားတော့နေတဲ့လူတွေကိုသိလိမ့်မယ်အဲ့ဒီ energy ဒီလေးလအတွင်းမှာဖြစ်လိမ့်မယ်နော်တများနေနဲ့ရှင်ရင်တော့ perfect ဆိုတဲ့ဘဝအားလုံးပြည့်စုံပြီးအလောက်ကိုင်းငွေကြီးလက်အဆင်ပြေ happy ending ပေါ့နော်အဲ့ဒီကိုရောက်ပြီလားဆရာမကြီးဆိုရင်တော့ဒီလေးလအတွင်းမှာမရောက်သေးဘူးဒါပေမဲ့ကို့အတွက်ဆိုရင်အဲ့ဒီအနေထားတွေမရောက်ထားတာမှဒီလောက်အနေထားလေးရောက်ထားတာမှအရင်ကျင်တဲ့နေရပါပြီဆရာမရဲ့ရှေ့မှာဆိုရင်အရင်ပင်ပန်းခဲ့ရတယ်ကျမတို့ကြော်ပြတ်ခဲ့ရတာကျမတို့ပဲသိတယ်ကျွန်တော်တို့ကြော်ပြတ်ခဲ့တာကျွန်တော်တို့ပဲသိတယ်ဆိုတဲ့လူတွေဒီဗီဒီယိုကြည့်ကြည့်မိလိမ့်မယ်နော်အဲ့ဒီအနေထားမျိုးဒီလေးလာအတွင်းမှာရောက်မယ်ဒီမှာကြည့်လိုက်ဘာလို့เนาะဒီဆရာမကအဲ့လောက်ကြီးပြောနေရလဲဆိုတော့ဒီမှာတချို့လူတွေเนาะမဖြစ်တဲ့အခြေလေးတစ်ခုကိုဖျက်ကျော်နေရတယ်အဲ့ဒီလူတွေထဲမှာတချို့ဒီเนาะတစ်ဖက်မှာဝယ်တင်နဲ့ပတ်သက်နေတဲ့အနေအထားတွေရှိမယ်ဒါဒီကိုနဲ့ပတ်သက်တဲ့အနေအထားမျိုးကိုယူပါနော်ကိုနဲ့ပတ်သက်တဲ့အနေအထားမျိုးကိုနဲ့သက်ဆိုင်တဲ့အနေအထားမျိုးယူပါဆိုတာတချို့ကကြတော့အိမ်ကသဘောတူထားတဲ့လူကတယောက်ကိုကတယောက်အဲ့လိုခြားထဲမှာရွေးချယ်နေရလူတွေရှိမယ်တချို့ကကြတော့နော်မိသားစုအတိုင်းဝိုင်းနဲ့ဘလို့မှအဆင်မပြေဘူးနော်ဒါတွေကလေမြန်မာဘောကဆန်တာမဟုတ်ဘူးတကယ်မြန်မာဘောကအနေအထားတွေကလည်းလက်တွေ့ဘဝမှာလည်းရှိသေးရဲ့နော်ဘာဖြစ်ဆိုမြန်မာဘောကဆိုတာအစရမြန်မာနိုင်ငံမှာရှိရကြများရိုက်ထားတာ။ရှိရနော်လက်တွေ့ပေါ်မှာလည်းမိဘတွေသဘောမတူသေးတာတော့အတိုင်းဝိုင်းကွာခြားချက်ကြောင့်ဘယ်လိုမှပေါင်းဖက်လို့မရတာတော့လည်းရှိသေးရနော်။အဲ့ဒီအနေထားတွေရှိမယ်တချို့ကျတော့အသက်အရွယ်ငွေရေးကြီးအရာကွာခြားနေလို့အဆင်မပြေတာတချို့ကျအဲ့လိုအနေထားမဟုတ်ဘူး။တစ်ဖက်မှာမရှင်းဖြစ်နေတဲ့အနေထားမျိုးလေးတတိယလူရှိနေတာပေါ့နော်။ဒါပေမဲ့တချို့ကျတော့လည်းတကယ်ကိုcommitted relationship တဲ့ရောက်နေ committed relationship ဆိုတာလေတုံးတိုင်းအောင်ဒီတိုင်းညနေခါနဲ့ကြိုက်မယ်လက်တွဲကြမယ်ဆိုရယ်ကြီးသားအစင်မဟုတ်ဘဲနဲ့မင်းကလက်ထပ်ပါမယ်လို့အားမချင်းမင်းကိုစစ်ဆက်ထားတဲ့လူတွေပေါ့နော်တချို့ဆိုလက်ထပ်ပြီးသားလူတွေတောင်ဒီထဲမှာပါလိမ့်မယ်တစ်ဖက်သူဒေါ်လာကောင်ကိုဒေါ်လာကောင်အဲ့ဒီအနေထားမျိုးရင်ဆိုင်နေရဒါပေမဲ့အဲ့ဘွားကြီးမှာကိုကပြောလားဆိုမပြောဘူးကိုယ့်ရဲ့တစ်ဖက်သူဆိုရင်လည်းကိုယ့်ရဲ့တစ်ဖက်သူမှာဒီလိုအခြေအနေရှိရဆိုရင်လည်းကိုယ့်ရဲ့တစ်ဖက်သူအဲ့ဒီဘွားကြီးမှာမပြောတော့ကိုနဲ့တွေးကြတဲ့ပုံကွယ်နော်အဲ့ဒီမှာမဖြစ်တဲ့အခြေလေးတွေကိုရှေ့ဆက်ပြီးဖြတ်သန်းနေရပါမယ်တဲ့နော်အဲ့လိုအနေထားရအများကြီးတော့ဒီမှာလေဒီလိုဟောလိုက်ရင်ဆရာမတို့ကအရန်အနေရှိတယ်ဘာလို့ဆိုအနေထားရအရန်များတာဖြစ်တဲ့အတွက် collective energy လည်းဖြစ်လို့ကိုနဲ့ကြိုက်တဲ့အနေထားကိုပဲယူပါလို့ထပ်လဲပြောရပါတယ်ရှင်ဘာလို့ဆိုတော့ဒါတော်တော်ရေးကြီးလို့နော်လူတိုင်းမှာဒီလိုအခြေအနေတွေရှိမှာမဟုတ်ဘူးဒါပေမဲ့ဒီလေးလအတွင်းမှာအဲ့လိုအနေထားတွေကြော်ဖြတ်နေရတယ်ဒီထက်ကတစ်ခုနဲ့ကြိုက်တဲ့လူတွေဘယ်လိုပဲဖြစ်ဖြစ်စိတ်ကျင်တဲ့ဆက်ကောင်းတဲ့အနေထားတွေဖြစ်လာမယ်နှစ်ဦးနှစ်ဖက်အတွက်နှစ်ဦးနှစ်ဖက်ဆိုတာဒီအရှိရေးအိမ်တော်ရေးဆိုတဲ့သူရှိမယ်ကိုရှိမယ်ကိုနဲ့လက်တွဲမဲ့လူရှိမယ်ပေါ့နော်အဲ့သူနဲ့ကိုဘက်မှာကောင်းမွန်တော့ဘလောက်ပဲခက်ခဲအနောက်ရှက်တွေရှိအဆင်ပြေတော့ငြိမ်းချမ်းစရာကောင်းတဲ့ solution တွေရလာပါလိမ့်မယ်ဒါကြောင့်ဒီအချိန်မှာအနည်းငယ်တွေရှိနေတယ်ဒါစီနောက်ရှက်တွေရှိနေတယ်ဘလို့ပဲအဆင်မပြေမှုတွေဖြစ်နေပါစေနော်မစိုးရိမ်ပါနဲ့လို့အင်ဂျင်လေးတွေကပြောနေတယ် no need to worry ဒီမှာကြည့်လိုက်နော်ဒီမှာအပူတွေဟောနေရမဟုတ်ဒီမှာကြည့်လိုက်စကတ်တွေကိုအတိုင်းပြတယ်အကောင်လုံးကကြိုက်တယ်နော် oracle ကောထားတော့အကောင်လုံးကကြိုက်တယ်ဆိုရင်စရာမလိုပါဘူးတဲ့မင်းပုံမှာပဲရကန်ကျွန်မကမူတီပါရဲ့တဲ့မင်းတဲ့
မင်းကောင်းမွန်စွာနဲ့ကိုသာချစ်ပြီးတော့နေပါတဲ့မင်းကချစ်ချင်းမြတ်တာနဲ့ထိုက်တန်တဲ့သူလေးပါတချို့ဒီထဲမှာတွေးလိမ့်မယ်ကွာနော်ငါကြမှာဒီလိုအခြေအနေတွေဘာလို့ဖြစ်လာတာလဲငါကဘာတွေနဲ့စိုးသွက်ခဲ့လို့ဒီလိုဘဝမှာဒီလိုအခြေအနေတွေကြုံရတာလဲငါအတွက်ဒီလိုအခြေအနေတွေမထိုက်တန်ပါဘူးမဖြစ်တဲ့အခြေအနေတွေကြုံလာရပြီနော်ဒီလိုမျိုးတွေးတဲ့လူတွေရှိကောင်းရှိမယ်အဲ့လိုမျိုးတွေးရင်လည်းမတွေးပါနဲ့တဲ့ကိုဒီချစ်ချင်းမြတ်တာတရားနဲ့ထိုက်တန်ပါတယ်ဘလို့ပဲအခြေအနေတွေပဲရှိလူတိုင်းကစစ်မှန်သောချစ်ချင်းတရားနဲ့ထိုက်တန်တယ်နော်အဲ့ဒါကိုစစ်မှန်တဲ့ချစ်ချင်းတရားနဲ့ထိုက်တန်တယ်လို့ယူဆမှသာလည်းပဲအဲ့ဒီယူဆချက်ခိုင်မာသွားတဲ့အချိန်မှသာကိုယ့်စီကိုစစ်မှန်တဲ့ချစ်ချင်းတရားလေးတွေအများနဲ့မှပြစ်ပေးမှရောက်လာမှာနော်အဲ့တော့အရင်ဆုံးကိုချစ်ပါဆိုတာဒါကိုပြောတာပါအထာကြီးကိုဆိုလိုတာမဟုတ်ဘူးချစ်ချင်းမြတ်တာတရားရဲ့သဘောထားကြီးအတိမ်နဲ့တွေကိုကောင်းကောင်းခံစားမိတဲ့အချိန်ကြာရင်ကိုအတွက်အချစ်ကြီးကပို့ပြီးတော့အဆင်ပြေလာပါလိမ့်မယ်။ဆင်မဒါလေးပဲဟောခြင်းနဲ့အရာရာကမင်းပေါ်မှာမူတည်နေပါတယ်။မင်းဒီချစ်ကလေးကိုရှေ့မဆက်တင်ဘူးလို့တွေးပြီးတော့ရှေ့မဆက်ဖို့လက်မခံဘူးဆိုရင်လေနော်universe ကမင်းကိုမြှားပစ်ပေးမှာမဟုတ်တော့ဒါပေမဲ့မင်းကိုယ်တိုင်မင်းเนาะအတွေးတွေကိုပြောင်းပြီးတော့ကောင်းမွန်တဲ့ဖြည့်ရှင်းချက်တွေဖြည့်ရှင်းပြီးတော့ဒီအခြေအနေကိုလည်းမစိုးရိမ်ဘူးငါကလည်းဒီအခြေအနေနဲ့ထိုက်တဲ့နေเนาะငါအတွက်ထိုက်တန်နေဆိုတာဒါဒီမကောင်းတဲ့အရာတွေကိုကျူးလွန်ခိုင်းတာပြုလုပ်ခိုင်းတာမဟုတ်ဘူးเนาะကောင်းမွန်တော့မှကြည့်လိုက်နော် peace ငြိမ်းချမ်းရေးဆိုတဲ့စစ်တိုက်နေမှာမဟုတ်တာကွာငြိမ်းချမ်းရေးဆိုတဲ့မကောင်းတာမှမရှိတာအဲ့တော့ငြိမ်းချမ်းရေးတွေငြိမ်းချမ်းအခြေအနေကောင်းမွန်တဲ့အနေအထားတွေကိုကြည်ရောက်လာတော့မှာပဲအဲ့ဒီရောက်ဖို့လေအဲ့ဒီ solution တွေကိုကိုယ်တိုင်ကရွေးချယ်မှာဖြစ်တဲ့အတွက်ကိုဒီမကောင်းတဲ့လူတယောက်မဟုတ်ဘူးကိုဒီချစ်ချင်းမေတ္တာနဲ့ထိုက်တန်တဲ့အဲ့လိုအတွေ့ကိုတွေးပြီးနော်များတွေးပြီးနော်ဒီမှာကျမဟာလေးဗီဒီယိုတွေဟောရင်ရှေ့တွေပဲဟောတာများတယ်ဘာလို့လဲဆိုတော့ healing message တွေမပေးဘဲမနေနိုင်ဘူးအဲ့လိုမျိုးလေလိုအပ်တဲ့စကားတွေကိုမပြောပြဘူးဆိုရင်အထိပ္ပယ်ကောက်တယ်လွယ်လုံးအောင်ကြည့်လို့အဲ့လိုအထိပ္ပယ်ကောက်လွဲသွားတာနဲ့ energy မကောင်းတာရောက်လာတတ်တယ်နော်စေတနာတွေဘယ်လက်ပွားနဲ့ပညာဒါနဆိုပေမဲ့ဗီဒီယိုတိုးတွေမပြောတတ်ဘူးFacebook ကအဆင်ပြေတယ် YouTube လည်းအဆင်ပြေတယ် TikTok ကြောင့်ဗီဒီယိုတိုးတွေကိုပို့ကြိုက်တော့လေ view မတက်ဘူး view မတက်လည်းရတယ်ဒီတိုင်းပဲပြက်ပြီးတော့လည်းမတင်ချင်ဘူးအပြက်တင်လေနော်အဆင်မပြေဖြစ်လို့အဆင်မပြေဆိုတာကြည့်ရသူတွေအတွက်အဆင်မပြေဖြစ်လို့အဲ့တော့เนาะဒီမှာကအရန်ကိုအဆင်ပြေမဲ့အခြေအနေတွေကိုတွေ့ရပါတယ်အဲ့လိုအဆင်ပြေမဲ့အခြေအနေတွေဘလို့ပဲအနောက်ရှက်အတားအဆီးမဖြစ်တဲ့အခြေအနေတွေပဲနှစ်ဦးကြားမှာရှိနေပါလေစေအဆင်ပြေမဲ့အခြေအနေတွေကိုရောက်ရှိလာဖို့ကအရာမင်းပေါ်သာမူတည်ပါတယ်မင်းဒီလိုအနေထားမျိုးဖြစ်ခြင်းလားဒီလိုမျိုးပျော်ကြီးကြီးနဲ့ကြီးနဲ့အခက်ခဲတွေကြာမင်းပျော်ရွှင်ခြင်းလားဒါဆိုရင်တော့မင်းပေါ်ပဲမူတည်ပါတယ်တဲ့မင်းကိုမင်းအရင်ဆုံးချစ်ပါเนาะမင်းနော်ကောင်းမွန်တဲ့လူတရားလိုမျိုးငင်းချမ်းလေးစဉ်းစားတွေးခေါ်ပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတာမင်းကိုယ်တိုင်သိပါတယ်တဲ့အဲ့ဒီအတွက်ကောင်းမွန်တဲ့အရာတွေဖြစ်လာတယ်ဒါဆိုရင်ဒီလိုမျိုးနော်လက်ထပ်ဖို့အခြေအနေတွေကမင်းဘက်ကိုပြန်ရွေ့လာတာမျိုးလည်းဖြစ်နိုင်ပါတယ်တဲ့နော်ကျွန်မပြောသဘောပေါက်လားတချို့အခြေအနေတွေကဒီလိုမျိုးလက်ထပ်ဖို့အထင်အနေထားတွေရင်ဆိုင်နေရတာကိုယ့်ဘက်မှာမဟုတ်ဘူးတတိယလူနဲ့အခြေအနေတွေဖြစ်နေခဲ့ရင်တော့ကိုယ့်ဘက်ကိုအဲ့ဒီအရာအားလုံးရွေ့လာနိုင်တယ်မလေးမျှနှာမှာဆင်သင့်မယ်โอเคဒီလောက်ဆိုရင်သဘောပေါက်ရောပေါ့ဒါဆိုရင်ဒီ၄လအတွင်းမေဂျွန်ဇူလိုင်ဩဂတ်၄လအတွင်းအခြေခံကြမအောင်လေဒီမှာပဲရနာလိုက်ပါမယ်နောက်မှပြန်တွေ့ကြမယ်နော်တတာမပြောခင်မှာဒီလိုမျိုးဒီ package ကိုလည်း promotion ချပေးထားမယ်၄လစာ package ကိုဒီရက်ပိုင်းအတွင်း promotion လာတင်ရင်ဒီရက်ပိုင်းတွေ booking လာတင်ရင် promotion ရမယ်နော် discount လည်းရမယ်အဲ့ဒါဆိုတော့ဒါလေးကတော့ဘယ်လိုဆက်သွယ်ရမလဲဆိုတော့လည်းထပ်တလဲပြောပြပါပြီလက်တလုံးမှာ Viber နံပါတ်မသုံးပါဘူးရှင်เนาะ Messenger ရဲ့ Telegram နှစ်ခုကိုပဲဆက်သွယ်လို့ရပါတယ် TikTok ကလူတွေကတော့ TikTok ကို message ပို့လိုက်ပေါ့เนาะ Okay ပါဒါဆိုရင်နောက်မှပြန်ကြည့်ကြမယ်တက်တာပါရှင်